မင်္ဂလာပါဗျာမိုးလေးနေရွာနေပြီဒီကင်မရာကိုကျွန်တော်ပြမှာလို့ AI လဲနောက်တစ်ယောက်ပါလဲဗီဒီယို edit လုပ်တာ Spin Stack ကိုဒီတာကိုမြင်နေရတယ်လဲကျွန်တော်ပြမယ်ဟိုနောက်မှာမှန်တကောက်ပေါ့ရှိတယ်နောက်ပြမယ်မိုးနေရွာနေတယ်မြင်ရလားမသိတော့ဘူးဟိုနောက်မှာတကောက်မှန်တကောက်ရှိတယ်မှာပြမယ်sorry မန်တကဒီတကမှာမြင်ရမလားဒီတကမှာအလန်းရောက်ဒီဘက်ကအလန်းရောက်နားမှာမြင်ရတယ်အလန်းကျွန်တော်ဒီလိုမျိုးကိုယ်နေမမြင်ရဘူးအလန်းရောက်ဒီအလန်းရောက်ဒီမှာတုတ်မြင်လားမသိဘူးနင်းလေးကပြမယ်ဒီမှာတုတ်မင်းကဒီမှာမြင်ရတယ်ပြီးတော့ဒါမိုက်ခရိုဖုန်းတုတ်တွေ့လားဟိုးနားမှာဟိုမှန်မှာမြင်လားဟောက်ကြည့်လိုက်မယ်ဒီမှန်မှာလည်းမြင်ရပါလားမှန်ကဟိုလိုမျိုးမှန်မဟုတ်ဘူးတကားတွေဒီတုတ်ပြဖို့လာတာကျွန်တော်ဒီတုတ်ကိုဒါမှတုတ်မြင်ရလားတော့မသိဘူးကျွန်တော်တော့မြင်ရတယ်ဒါတုတ်ဒီတုတ်ကိုမမြင်ရဘူးလေဒီကင်မရာကဒီဘက်တစ်လုံးဒီဘက်နှစ်လုံးဆိုတော့ဒီလိုမျိုးထွဲတော့တာလေသူက360ဒီဂရီမြင်ရတာဒါဘာ Photoshop အဲ့ထဲမှာလည်းမဟုတ်ဘာမှမဟုတ်ဘူးဒီတုတ်ပဲဒီတုတ်ကိုပြဖို့လာတာကျွန်တော်ဒီနေ့အလုံးနားတယ်ဒီလိုဆိုမြင်ရမှာထင်တယ် Okay see you